အားလုံးပဲမင်္ဂလာပါခုလိုတာယာရဲ့ညနေချမ်းလေးမှာဘုရားရှင်ရဲ့ဘေးမှာတော့ထဲမှာအတူတကွစုယုံပြီးတော့ဖဘုရားရှင်ကိုအတူတကွချီးမွမ်းနိုင်ခွင့်ရရှိခြင်းဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့အင်မတန်မှမွန်မြတ်တဲ့အခွင့်အရေးပဲဖြစ်တယ်ကျွန်တော်တို့ငွေပတ်စံနဲ့ဝယ်လို့မရတဲ့အခွင့်အရေးအခွင့်ထူးဖြစ်တယ်ဆိုတော့ဒီညနေမှာယခုကဲ့သို့ဘုရားရှင်ရဲ့ဘေးမှာတော့ထဲမှာလာရောက်ပြီးတော့ဖဘုရားရှင်ကိုဝတ်ပြုကိုးကွယ်ဖို့ရန်အတွက်ကြွားရောက်လာကြတဲ့ဒီတို့တဦးစီပေါ်မှာဖဘုရားရှင်ကောင်းချီးမင်္ဂလာတွန်းလောင်းချပေးပါစေဒီပြမကတိပဲဒီညနေရတော့အမှန်တကယ်တော့ကျွန်တော်တို့ဒီ speaking appointment ရကျွန်တော်လည်းတော့မဟုတ်ပါဘူးကျွန်တော်ရဲ့အကြောင်းဥဆရာကြီးတူမလည်းဖြစ်ပါလေတို့ပြမဲ့လေသူကသူရဲ့အခွင့်သူရဲ့ဒီအချိန်ကိုကျွန်တော်ကိုပေးတဲ့အခါမှာကျွန်တော်လည်းနှခါပြောစရာမလိုပဲねပေါ့နော်ကျွန်တော်လက်ခံလိုက်ခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်အစီအစဉ်မှာအဖေကနေပြီးတော့ပါဝင်တဲ့ခေါနာတော့ကျွန်တော်ဂျာနာရတဲ့ဒီတချင်းဆရာမမာစီကစာအစီအစဉ်စကပေးတော့တဲ့ chest pasta ပြီးတော့ရှိတဲ့ပေးတော့တဲ့ညီငယ်လေးကစာအဆုံးလေးတာအကုန်လုံးကိုကျေးဇူးတင်ကြကျွန်တော်လည်းရှိဦးစွာပြောပြချင်ပါတယ်ဆိုတော့ဒီညနေမှာကျွန်တော်အနေနဲ့မြန်မာလူတရားဟောတာကျတော့ဒီလိုမျိုးဘုရားကျောင်းထဲမှာဒီအပြည့်အဝပေါ့နော်တရားဟောတာကျတော့ပထမဆုံးအချိန်ဖြစ်တယ်တခြားအချိန်မှာကျတော့ကျောင်းသူကျောင်းသားတွေရှိမှကျတော့ chapel talk တော့ကတော့မြန်မာလူပြောလို့ရှိပါတယ်ဒါပေမဲ့လည်းအခုလိုမျိုးဘုရားကျောင်းထဲမှာဒီအတင်းသူတင်းသားတွေရှေ့မှမှာဆယ်ဆယ်မတွေရှေ့မှမှာတရားဟောရခြင်းကဒီတစ်ချိန်နဲ့ဆိုပထမဆုံးချိန်ဖြစ်ပါတယ်ဆိုတော့အမားများပါရှိခဲ့လို့ရှင်လဲဒီပရိသတ်များအနေနဲ့နားလေခွင့်လို့ပေးဖို့ရတဲ့ကျွန်တော်အနေနဲ့အယုံဆုံးတောင်းဆိုလိုပါတယ်ဆိုတော့ဒီညနေမှာကျွန်တော်အနေနဲ့ခေါင်းစဉ်ကိုဘယ်လိုပေးထားသလဲဆိုတော့ဒုက္ခကိုဒုက္ခဖြစ်စေပါဆိုပြီးတော့ကျွန်တော်အနေနဲ့ခေါင်းစဉ်ပေးထားပါတယ်ခဏတော့ဖတ်သွားတဲ့ကျမ်းချက်လေးကပောက်ကျမ်းခန်းကြီး32အငယ်25ထိုသူဒီမိမိမနိုင်မှန်းကိုတည်လင်ယာကုပ်ဤပေါင်ချံကိုထိုး၍လုံးထွေးစစ်တွင်ပေါင်စစ်ပြုလေ၏တဲ့ဖတ်သွားတဲ့ကျမ်းချက်အပြင်ကျမ်းစာရတဲ့ရောက်စီတဲ့ပုံမှာဖာဖျက်ရှင်ကောင်းကြီးမင်္ဂလာချပေးပါစေဆိုတော့ခေါနာတော့ကျွန်တော်ခေါင်းစဉ်အတိုင်းပဲဒုက္ခကိုဒုက္ခဖြစ်စေပါတနည်းအားဖြင့်ကျမတို့အားလုံးရဲ့အသက်တာမှာအခက်ဒါမှမဟုတ်ပြဿနာတစ်ခုခုကျွန်တော်ရှိကြတယ်အဲ့ဒီအရာကိုကျွန်တော်တို့အနေနဲ့ဒီပြဿနာတစ်ခုခုဒါမှမဟုတ်ဒီအခက်တစ်ခုခုကိုကျွန်တော်တို့အနေနဲ့ကောင်းကြီးအနေနဲ့ကောင်းကြီးအတွင်ပြောင်းနိုင်ဖို့ရတဲ့ကျွန်တော်အနေနဲ့ဒီညနေမှာအားပေးလို့လာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်အတူတကွခွန်အားယူဖို့ရတဲ့ဖြစ်ပါတယ်ဆိုတော့ဒီမိဘတွေကသူ့သားသမီးတွေဥပမာမိဘတွေကသားသမီး9ယောက်ရှိတယ်ဆိုပါစို့အဲ့ဒီ9ယောက်ရှိတဲ့အထဲမှာအနည်းဆုံးသူကိုပို့ပြီးတော့ချစ်တာတခြားလူတွေမချစ်တာတခြားသားသမီးတွေမချစ်တာမဟုတ်ပေမဲ့လည်းအနည်းဆုံးသူကိုပို့ပြီးတော့ကျင်နာတယ်ပို့ပြီးတော့အဲ့ဒီအနည်းဆုံးသူသားသမီးအတွက်ပို့ပြီးတော့မိဘကစိတ်ကူတတ်ကြတယ်လွန်ခဲ့တဲ့နေ့ကကျွန်တော်အမအကြီးဆုံးပေါ့နော်ဆုံးသွားတယ်သူမဆုံးခင်လေးမှာသူပါပြောလဲဆိုတော့ကျွန်တော်ဘာမှလဲဆိုတော့မောင်လေးရဲ့တူမလေးတွေအကုန်လုံးကိုအမစိတ်ချတယ်တဲ့စိတ်မချတာအဲ့ဒီစပြတ်ဆံတယောက်အဲ့ဒီတယောက်ကိုစိတ်မချဘူးသူ့အတွက်စိတ်ပူတယ်တဲ့တားသမီးတွေထဲမှာအဆိုးဆုံးကိုမိဘတွေကပို့ပြီးတော့စိတ်ပူတယ်အဲ့ဒါလက်ခံနိုင်လားမသိဘူးနော်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်ပြောချင်တဲ့အရာက तू ဆိုးလို့ तू မှာအားနဲ့ချက်ရှိလို့ तू ဆိုးတဲ့အတွက်ကြောင့်မိဘတွေကသူ့အပေါ်မှာပို့ပြီးတော့စိတ်ပူတယ်သူ့အပေါ်မှာပို့ပြီးတော့မေတ္တာပို့ပြီးတော့တက်ရောက်တယ်ဆိုတော့ तू လည်းဆိုးချင်လို့ဆိုတာမဟုတ်တဲ့အခြေအနေလည်းဖြစ်နိုင်တယ်တိုးပေမဲ့လည်းမိဘတွေရဲ့ချစ်ချင်းမေတ္တာကို तू ကပို့ပြီးတော့ရတယ်ဥပမာဆိုလို့ရှိရင်တော့နောက်တစ်ခုအနေနဲ့ကျွန်တော်အနေနဲ့ပြောချင်လဲဆိုတော့အသားနည်းနည်းလေးမဖြူတဲ့နော်မဲတယ်လို့လည်းမပြောလို့ပါဘူးနော်အသားနည်းနည်းမဖြူတဲ့သူတွေကိုချစ်တဲ့သမီးရေးစားတွေမေးကြည့်လိုက်
သူ့ရဲ့အသားညူညူလေးကိုပဲချစ်တာလေနော်အရင်ပူပူလေးတွေကိုနော်ချစ်တဲ့သူတွေကိုမေးကြည့်လိုက်ခမရဲ့နော်စော်ကအခုခက်စကားနဲ့ဆိုခမရဲ့ဘဲကပေါ့နော်စော်မဘဲကနော်အရင်ပူတယ်တွားပြောချင်လေအဲ့ဒီအရင်ပူတာလေးကငါကြွေလားဟုတ်တယ်မလားသူများအမြင်မှာအားနဲ့ချက်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့တယောက်တော့သူတဲ့အဲ့ဒီအကွက်ကအဲ့ဒီအချက်လေးကမေတ္တာပို့ပြီးတော့တယောက်စေတဲ့အချက်ဖြစ်တယ်အဲ့ဒီအကြောင်းအရာလေးပေါ့နော်ဆိုတော့ကျွန်တော်ဘဝအသက်တာမှာလဲအခက်ခဲတွေတွေ့ကြုံရတယ်ပြဿနာပေါင်းစုံတွေ့ကြုံရတယ်တို့ပေမဲ့အဲ့ဒီပြဿနာတွေအဲ့ဒီအခက်ခဲတွေဟာဆိုလို့ရှိရင်တော့ဖယားသခင်ရဲ့ရှေ့မှောက်မှာကရုဏာရရှိဖို့ရန်အတွက်အဲ့ဒီပြဿနာတွေကဖယားသခင်ကရုဏာကိုကျွန်တော်တို့အပြည့်အဝရရှိနိုင်ဖို့ရန်အတွက်အဲ့ဒီပြဿနာအဲ့ဒီအခက်ခဲအဲ့ဒီဖျားနာခြင်းတွေကကျွန်တော်တို့ကိုလေကတိလိုမျိုးဆက်သွယ်ပေးတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်ဘယ်ပြဿနာမဆိုဘယ်လောက်ပဲအခက်အခဲတွေတွေ့ကြုံနေရပါစေကျွန်တော်တို့မငယ်ပဲနဲ့နော်မလျော့ပဲနဲ့ရှေ့ဆက်ပြီးတော့ကျွန်တော်အသက်တာဖရားနဲ့အတူတကွဒီနီးကပ်နိုင်အောင်ကြိုးစားနိုင်ဖို့ရတဲ့ကျွန်တော်အနေနဲ့အားပေးလိုပါတယ်တိယာခန်းကြီးတစ်ထဲကိုကျွန်တော်ကြည့်တဲ့အခါမှာဟာနဆိုတဲ့မျိုးသမီးတယောက်ရှိတယ်သူကတခြားနေရာမှာတော့ပြည့်စုံလိမ့်မယ်တို့ပြင်မဲ့လေသူ့မှာအကြီးမားဆုံးပြဿနာတစ်ခုရှိတယ်သူရဲ့ပြဿနာကဘာလဲဆိုတော့ခလေးမရနိုင်တဲ့ပြဿနာသူတို့ခက်သူတို့အချိန်သူတို့ခက်သူတို့ခါတော့ကဆိုလို့ရှိရင်တော့ကလေးမရနိုင်တဲ့အမျိုးသမီးဟာဆိုလို့ရှိရင်တော့ကျင်ချင်းအမင်္ဂလာတစ်မျိုးမျိုးခံစားရတယ်လို့လူများကအမြင်တွေစောင်းပြီးတော့သူများရဲ့အကြည့်မှာအဲ့လိုမျိုးတွေရင်ဆိုင်နေရတာဖြစ်တယ်ကလေးမရနိုင်တာဟာဆိုလို့ရှိရင်တော့သူတို့လုံးဝဘွဲမတိုးနိုင်ဘူးဘယ်နေရာရောက်အဲ့ဒီကလေးမရနိုင်ဘူးဆိုတဲ့နာမည်ဆိုကြီးကဟာနာရဲ့အနောက်ကိုအရိပ်မဲတစ်ခုလိုမျိုးတကောက်လိုက်နေတယ်သူမအသက်တာမှာအဲ့ဒီကလေးမရနိုင်တဲ့အကျိုးဆက်ကြောင့်နေစဉ်နဲ့အမျှမျက်ရည်မြခွက်နဲ့သမင်းစားရတဲ့ချိန်မျက်ရည်မြခွက်နဲ့အိယာဝင်ရတဲ့ချိန်တစ်ချိန်လုံးသူများတကယ်တွေ့တကယ်ချင်းတွေသူရဲ့အမျိုးတွေသူရဲ့ဆွေမျိုးတွေကိုကြည့်တဲ့အခါမှာကလေးတွေရကြတယ်တာသမီတွေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုရဲ့အရာတာမိသားစုရဲ့ပျော်ရွှင်မှုကိုရရှိကြတယ်တို့ပေမဲ့လည်းဒီဟာနာဆိုတဲ့အမျိုးသမီးကကလေးမရနိုင်ခလေးမရနိုင်တဲ့ခါမှာသူတို့ရဲ့မိသားစုမှာသူ့အမျိုးသားရဲ့တခြားတယောက်မိန်းမတယောက်ပေါ့တခြားမျိုးသမီးတယောက်သူကကလေးတွေရတယ်အိမ်ထဲပြေးဝင်လာတဲ့ခါမှာကလေးတွေကိုပွေးချီပြီးတော့ကလေးတွေနဲ့စားနောက်ပြီးတော့မိသားစုရဲ့အယတာအိမ်ထဲမှာသူတို့ဟာနာတို့မိသားစုရဲ့အိမ်အထဲမှာပျော်ရွှင်မှုတွေမိသားစုလိုက်ပျော်ပျော်ရွှင်ရွှင်နဲ့နေရတဲ့အခြေအနေတွေကိုဟာနာအနေနဲ့တွေ့နေရတဲ့ခါမှာသူများရဲ့ပျော်ရွှင်မှုကသူ့ကိုထိုးနေပြီးတော့သူ့ကိုနာကျည်းစေတဲ့အရာတွေဖြစ်နေတယ်။သူဘဝမှာအမတန်မှခံရခဲ့တဲ့ဒီပြဿနာအမတန်မှရင်ဆိုင်ရခဲ့တဲ့ဒီပြဿနာခလေးမရနိုင်တဲ့ပြဿနာကျွန်တော်တို့ဆိုလို့ရှိရင်ဘယ်လိုရင်ဆိုင်မလဲဘယ်လိုကြော်လွှားနိုင်မလဲတော့ပြင်မဲ့လေထူးဆန်းတဲ့အရာတစ်ခုကဟာနာကသူခလေးမရနိုင်တဲ့သူ့ရဲ့ပြဿနာကိုဖယားအကြောင်းထဲရောက်ပြီးတော့ဖယားကိုခေါ်တယ်ဟာလေလုယာအဲ့ဒီတော့ကျွန်တော်တို့ဒီညနေမှာရောက်လာတဲ့သူတွေလူငယ်တွေဆိုလို့ရှိရင်ကျွန်တော်လူငယ်အတိုင်းအတာနဲ့ပြဿနာတွေရှိတယ်နော်လူငယ်တွေလည်းတခါလာလဲဘောလုံးပဲရောက်လိုက်တခါလာလဲဟိုမျိုးထဲသွားလိုက်တခါလာလဲ game ဆော့လိုက်မိဘတွေကထင်ကောင်းထင်လိုက်တယ်တော့ပြင်မဲ့သူတို့ခံစားချက်နဲ့သူတို့ရှိတယ်လူငယ်တွေမှာလည်းကိုယ့်အသက်အရွယ်နဲ့အလိုက်ပြဿနာရှိတယ်လို့မျိုးကျွန်တော်ဘဝရှိရတဲ့အတွက်အခုလည်းကျွန်တော်ရင်ဆိုင်နေရတယ်လေအပြင်ထွက်မယ်ဆိုရင်ဒီနေရာတော့နည်းနည်းလေးတခြားနေရာထက်စာတော့နည်းနည်းလေးတက်တာလေးတယ်ဒါမှတခြားနေရာတွေပါဒီဆိုလို့ရှိရင်ကျွန်တော်အပြင်တွေပါတိတ်မတွားနိုင်ဘူးဆိုတော့လူငယ်တွေမှာလည်းသူတို့အသက်အရွယ်အလိုက်ပြဿနာရှိတယ်ထိုနည်းသူဆိုပဲမိဘတွေဒီနေမှာရှိနေတဲ့မိခင်တွေဖခင်တွေကျွန်တော်သားသမီးတွေအတွက်စိတ်ပူနေရတယ်ကျွန်တော်တို့ဘဝရှေ့ရတဲ့စိတ်ပူနေရတယ်ကုံစင်းလုံးတက်ချပြီးကျွန်တော်စိတ်ပူနေရတယ်နော်ဆိုင်ကယ်စီတန်းစီနေရတာလေစိတ်ပူပန်ခြင်းတစ်မျိုးပဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာရင်ဆိုင်တွေ့ကြုံနေရတဲ့ဟာနာကဲ့သို့ကျွန်တော်ရင်ဆိုင်တွေ့ကြုံနေရတဲ့အခက်ပြဿနာတွေအားလုံးဟာဆိုလို့ရှိရင်တော့ဒီကနေ့မှာဖယားเจ้าတဲ့ကိုရောက်ပြီးတော့ဖယားသခင်နဲ့ပုံမနီးကပ်စေတဲ့ပြဿနာများဖြစ်နိုင်ပါစေဆိုပြီးတော့ကျွန်တော်လည်းဆုတောင်းပေးလိုက်ပါတယ်ဟာလေလုယာ
အဲ့လိုလုံနိုင်မှာအဲ့လိုမလုံနိုင်ဘူးဆိုကျွန်တော်လောကမှာအသက်ရှင်နေထိုင်နေရတဲ့အယတာမရှိဘူးဘဝအယတာရှိနေမှာမဟုတ်ဘူးအခက်ခဲမရှိဘဲနဲ့ဘယ်သူမှမရှိဘူးဘယ်သူမှမနေထိုင်နိုင်ဘူးဒါပေမဲ့အဲ့ဒီအခက်ကျွန်တော်ရင်ဆိုင်နေရတဲ့ပြဿနာကျွန်တော်အဲ့ဒီအခက်ခဲတွေကကျွန်တော်တို့ကိုဖယားနဲ့ပုံမနီးကစေတဲ့ပြဿနာဖြစ်နိုင်ဖို့ရတဲ့ကျွန်တော်တို့ဒုက္ခကိုဒုက္ခအနေနဲ့ပြောင်းနိုင်ဖို့ရတဲ့ကျွန်တော်တို့မှာဖယားနဲ့သူမိသားရဖွင့်ပြီးတော့များများဆုတောင်းဖို့လည်းလိုအပ်ပါတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ဆိုတော့ဟာရကတော့သူကလေးမရနိုင်တဲ့ပြဿနာလူတွေရဲ့လက်ညှိုးထိုးခြင်းလူတွေရဲ့တတွေးခွက်ထဲမှာပက်လက်လန်ပြီးတော့ဘဝကရေစုံမျောပြီးတော့အခက်ခဲပေါင်းစုံကြမှာရှိနေခြင်းသူရဲ့အထီးကျန်ခြင်းသူရဲ့ငိုကြွေးခြင်းတွေအားလုံးကိုသူကဖယားနဲ့မိတ္တဟာရဖွင့်ပြီးတော့နောက်ဆုံးကြတော့ကျွန်တော်တို့အခုချိန်ထိကျွန်တော်တို့ခွန်အားယူနေရတဲ့ Prophet Samuel ရဲ့မိခင်ဖြစ်သွားတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့လည်းဟာနာနီးသူကျွန်တော်တို့ဘဝအသက်တာမှာလည်းဘယ်ပြဿနာမဆိုဘယ်အခက်ခဲမဆိုတွေ့ကြုံနေရလဲဖယားနဲ့ပုံမနီးကအောင်ခီးလေးကိုချိန်ပြီးတော့ပြောင်းနိုင်ဖို့ရတဲ့ကျွန်တော်တို့အားပေးလို့တာဖြစ်ပါတယ်ဆိုတော့အခက်ခဲပြဿနာကဖယားနဲ့ပုံမနီးကစီလဲဆိုတဲ့အချက်လေးအောက်မှာကျွန်တော်ဘဝအသက်တာလဲနည်းနည်းလေးတက်တဲ့ခံရှင်တယ်ဆိုတော့ဒီမှာရောက်ရှိလာကြတဲ့အများစုကတော့ကျွန်တော်ကိုကောင်းကောင်းမွန်မွန်เนาะဒီနည်းနည်းချွတ်ချွတ်တိကျမှာမဟုတ်ဘူးကျွန်တော်ကတော့ကျွန်တော်ကတော့ဒီအကုန်လုံးတော့မပြောဘူးเนาะအကုန်လုံးမပြောဘူးဆိုတာကပြောရင်အရန်ရှင်းတယ်ဆိုတော့ကျွန်တော်တို့က1995မှာကျွန်တော်တို့ဒီကလေးမြို့ကိုရောက်လာတဲ့တောင်ပေါ်ကနေဆိုတော့1996ခုနှစ်လောက်မှာကျွန်တော်အကူအကြီးဆုံးအခုကတော့အိန္ဒိယပြည်မှာရှိတယ်သူကမိုးကုတ်ကနေကြောက်အောင်တယ်ပေါ့ကြောက်အောင်တယ်ဆိုတော့အဲ့ဒီခါတော့ကကုံတွေလုပ်တဲ့စီးပွားရေးသမားတွေသူတို့ပတ်စံနော်သူတို့ငွေအရင်အနည်းကဘယ်လောက်သုံးကြတယ်လဲလို့လေ့လာပြီးတော့ကျွန်တော်မေးကြည့်တဲ့အခါမှာအဲ့ဒီခါတော့က4 သိန်း 5 သိန်းလောက်ရှိတဲ့သူကတတိအဲ့ဒီကတဲ့ခါတော့က4 သိန်း 5 သိန်းလောက်ရှိတယ်ဆိုတာတော့အဆင်ပြေနေပြီလေတန်ကစပြောင်းပြီနော်တမန်ကလက်ဖေးဘာလဲကစသူကပြောင်းပြီ4 သိန်း 5 သိန်းဆိုအဲ့ဒီခါတော့ကသူတို့အရန်အဆင်ပြေတယ်တကယ်စီးပွားရေးအောင်နေဆိုတော့6 သိန်း 9 သိန်းလောက်ရှိပြီဆိုလို့ရှိရင်တော့တကယ်ကလေးမျိုးမှာချမ်းသာတဲ့နော်လေချိုးရလို့ရှိရင်အဲ့ဒီထဲမှာပါနိုင်တဲ့အဆင့်အခြေအနေဖြစ်တယ်အဲ့ဒီခါ1996ဝန်းကျင်တော့ကကျွန်တော်ကိုကမိုးကုတ်ကနေကြောက်အောင်ပြီးတော့သူကဘယ်လောက်ရှိလဲဆိုတော့တစ်ခါကျွန်တော်သူ့အကိုပြန်မေးကြည့်တဲ့ခါမှာ15 သိန်းတယ်4 သိန်း 5 သိန်းလောက်နဲ့ကလေးမျိုးပေါ်မှာတထေးစရင်ဝင်နိုင်တဲ့အခြေအခါတော့ကကျွန်တော်က15 သိန်းရှိတယ်စဉ်းစားကြည့်လိုက်တော်တော်လေးအဆင်ပြေခဲ့တယ်အဲ့ဒီတော့ကကလေးမျိုးမှာဆိုင်ကယ်ဆိုတာမရှိဘူးဆိုင်ကယ်ဆိုတာတီတော့ရှိတယ်ဆိုင်ကယ်မရှိဘူးအိမ်စီကားဆိုတာတစီမှမရှိဘူးဟိုဗာလဲအော်ဒီစီကားဆိုတာနော်လော်လီတယ်နော်အခုကလေးတွေကကြားဘူးလားလော်လီကားဟမ်ကြားဘူးလားနော်ဆရာတူမောင်တို့နော်ကျွန်တော်တို့လည်းပဲကြားပါနော်လော်လီကားဆိုတာနော်အရှိဘယ်လိုပြောလဲကားမောင်းတဲ့သူထိုင်တဲ့နေရာကနော်အကြီးပဲနော်အကြီးပဲဟိုဆရာထပ်ကတော့ပြောတယ်လို့နော်ဗျာကျန်ကနေတွန်းစားကို3 လသွားတယ်ဆိုတဲ့ကားမျိုးအဲ့ဒါမျိုးရှိတယ်ကားတချို့ပဲရှိတယ်အဲ့ဒီခါတော့ကအိမ်စီးကတော့မဟုတ်ဘူးမော်တော်ကားဂျီပ်ကားပေါ့နော်ကျွန်တော်တို့ဘက်မှာကျွန်တော်ဟိုင်းမော်တော်လို့ခေါ်တယ်နော်ဘယ်လောက်ပဲရှင်ပွတ်နေပြည့်နေမှာစိတ်ပတ်ဆိုတော့သွားတဲ့ကားလေးနော်ရှင်ပွတ်တွေတိတ်မမူဘူးသူကလုံးဝမချောက်ဘူးနော်ပုံမှာသူ့ရဲ့ကားပေါ်ရဲ့ဒီလောက်ဆိုလို့ရှိရင်တော့ဒီပီယာနိုလောက်ဖြစ်စီတင်လိုက်တဲ့နော်ဟိုင်းမော်ကားပေါ့နော်အဲ့ဒါလေးအဲ့တစီရှိတယ်ဆိုတော့စက်ဘိတ်တွေလည်း3 စီး 4 စီးလောက်ရှိတယ်တော်တော်လေးအဆင်ပြေခဲ့တယ်ဒါပေမဲ့အဲ့ဒီချမ်းသာကြွယ်ဝခြင်းကဖယားနဲ့လုံးဝမနေဆက်စေဘူးကျွန်တော်တို့မိသားစုထဲမှာနေတိုင်းအယမူပြီးတော့တောင်းချင်တဲ့သူအိမ်ထဲမှာရှိနေတယ်တပတ်မှာအနည်းဆုံးတစ်ခါနှစ်ခါအိမ်ထဲမှာဝတ်တော့မတတ်ဘူး7 day Adventist တာဖြစ်နေတာနော်ကျွန်တော်တို့ဘက်မှာကျတော့ဒီနော်ဟောင်ကောင်သားလို့ခေါ်တယ်ပေါ့နော်ဒီဘက်မှာဘယ်လိုခေါ်လဲမသိဘူးခေါ်ခွေးသားဆိုလည်းနည်းနည်းလေးကြိုင်းတယ်လို့ပဲနော်ခွေးသားတော့မဟုတ်ဘူးဟောင်ကောင်သားလို့ခေါ်တယ်နော်ခွေးကိုတပ်ပြီးတော့ခေါ်တာပေါ့အဲ့ဒါဟောင်ကောင်သားတပ်ပတ်မှာအနည်းဆုံးတစ်ခါ7 day Adventist မိသားစုနော်အဲ့ဒါကဆိုတော့အဲ့ဒီချမ်းသာကြွယ်ဝခြင်းကဖ
ဖယားကမိသားစုထဲမှာအရောက်မပို့ဘူးဆိုတဲ့အခါကျတော့စီးပွားရေးကတဖြည်းဖြည်းယိုယွန်းလာပြီးတော့အခြေအနေတွေကတဖြည်းဖြည်းပြောင်းလဲလာပြီးတော့နောက်ဆုံးကြတော့စီးပွားရေးတွေကျဆင်းလာတယ်အကျွေးတွေများလာတယ်နောက်ဆုံးကြတော့မော်တော်ကားနဲ့နော်ပေါင်ပြီးတော့အယောင်အစားရှိတဲ့ပိုင်တဲ့အိမ်တွေလည်းရောင်းအကုန်လုံးရောင်းနောက်ဆုံးကြတော့အိမ်ငါးပြီးနေရတဲ့ဘဝရောက်သွားတယ်အိမ်ငါးခါတော့ပုံမှန်မပေးနိုင်ဘူး900အိမ်ငါးခါအဲ့ဒီခါတော့900ဖြစ်တယ်နော်ဆိုတော့ဒီလူငယ်တွေကလေးတွေတက်တော့နော်နည်းနည်းလေးဟာတာဖြစ်မှာပေါ့နော်အိမ်ငါးခါက900ဖြစ်တယ်အဲ့ဒီခက်တဲ့ခါတော့အဲ့ဒါတောင်မှပုံမှန်မပေးနိုင်ဘူး3-4လလောက်အကျွေးများလာတဲ့ခါမှာနောက်ဆုံးကြတော့အိမ်90လည်းမရှိတော့ဘူးအဲ့ဒီခက်အဲ့ဒီဘဝအရောက်သွားတယ်တို့ပြမဲ့လည်းကျွန်တော်ပြောချင်တာကခုနကတော့ကျွေဝချမ်းသာပြီးတော့အစင်ပြေလေးနဲ့နေတဲ့အချိန်မှာမိသားစုထဲမှာဖယားမတွေ့ရအောင်ဖယားချီးမွမ်းတန်တခါမှမကြားရအောင်တို့ပြမဲ့လည်းအဲ့ဒီဒုတိယဘဝဖြစ်တဲ့ခက်ခဲတဲ့အိမ်မပိုင်တော့ဘူးကိုယ်ပိုင်အိမ်မရှိတော့ဘူးအိမ်ငါးပြီးနေရတယ်ဒါပေမဲ့အဲ့ဒီအခက်ကြားမှာဖယားကသူ့သားသမီးတွေကိုဖယားเจ้าကိုပို့တယ်ဖယားနဲ့ယဉ်နေကျွမ်းဝင်မှုကိုအဲ့ကနေရရှိတယ်အဲ့ဒီဖယားနဲ့ယဉ်နေကျွမ်းဝင်မှုကပဲဒီနေ့ဒီအချိန်ထိမှာဒီနေရာမှာကျွန်တော်ပို့ဆောင်ပေးတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေရာမှာရှိနေကြတဲ့ကျွန်တော်တို့အားလုံးလဲဘဝတက်တာမှာအခက်ခဲတွေအများကြီးရှိမှာပဲအခက်ခဲတွေအများကြီးရှိမှာအဲ့ဒီအခက်ခဲကကျွန်တော်တို့ညီးတွားပြီးတော့ဘဝကိုအရှုံးပေးပြီးတော့မိမိကိုမိမိအဆုံးစီရင်ပြီးတော့အဲ့လိုမျိုးဘဝကိုအဆုံးတတ်ဖို့မဟုတ်ဘူးဘယ်လောက်ပဲခက်ခဲနေပါစေတာသမီးအတွက်စိတ်ပူနေရတာကတစ်မျိုးကုန်စည်နှုန်းတက်နေတာကတစ်မျိုးနောက်ပြီးတော့ရှေ့ရေးအတွက်စဉ်းစားရတာကတစ်မျိုးဂျာမာလူမှုရေးစီးပွားရေးအစားရှိပြီးအရေးမြောက်များစွာတွေကပြဿနာတွေတွေ့ကြုံနေရတဲ့အခါမှာကျွန်တော်တို့ဝမ်းမနေပဲနဲ့အားမလျော့ပဲနဲ့ဖယားကအဲ့ဒီဂျာမာဝတ်ထားတဲ့ဖယားကဖွတ်ထားတဲ့ကောင်းကြီးမင်္ဂလာတစ်ခုခုကျွန်တော်တို့ကိုပြချင်တယ်ဆိုတာကျွန်တော်တို့သိမြင်ပြီးတော့အားမလျော့ဖို့ရတဲ့ကျွန်တော်လည်းအားပေးချင်တာဖြစ်ပါတယ်ဆိုတော့မောရှိရဲ့တက်တာလည်းကျွန်တော်ကြည့်တဲ့အခါမှာအဆင်ပြေတယ်ပြီးခဲ့တဲ့ကျွန်တော် Sabbath School သင်ခန်းစာဖို့စာပေသင်ခန်းစာတော့ကျွန်တော်တင်သွားတယ်လို့ပဲဒီ Egypt ပြည်မှာရှိတဲ့ပညာအတတ်ပညာတိပညာအကုန်လုံးသူ့မှာအကုန်လုံးရှိတယ်ဒါပေမဲ့လည်းအဲ့ဒီအရာကသူ့ကိုဖယားနဲ့မနေကစေဘူးအဲ့ဒီတော့ကြောင့်သူကလူသူမရှိတဲ့နေရာဒီတောထဲမှာမီဒီယန်တိုင်းပြည်တောထဲမှာနှစ်ပေါင်း40တိုင်အောင်အခက်ခဲကြုံနေရတယ်သူအေးစစ်စစ်နေမယ်ဆိုလို့ရှိရင်တစ်ချိန်မှာဘယင်ဖြစ်လာမယ်သူဖြစ်တယ်တို့ပြင်မဲ့လဲအဲ့ဒီအခက်ခဲတွေကြားကနေပြီးတော့ဘယ်လောက်ထိခက်ခဲလဲဆိုတော့သူတတ်မြောက်ထားတဲ့အသိပညာတတ်ပညာတွေကစသူမိတ်သွားတယ်နော်Egypt ဘာသာစကားတောင်မှသူ့အကိုအာရွန်ကဘာသာပြန်ပေးနေရတဲ့အတိုင်းအခြေအနေထိရောက်သွားတယ်ဒါပေမဲ့အဲ့ဒီအစင်ပြေနေတဲ့အချိန်မှာဖယားနဲ့ပုံမူမနီးကတော်လဲပဲတော်ထဲမှာနှစ်ပေါင်း40အချိန်ယူတဲ့ခါမှာဆိုလို့ရှိရင်တော့သူကဖယားနဲ့ပုံမူနီးကလာပြီးတော့ဖယားကအဲ့ဒီတော်ထဲကနေအဲ့ဒီဘဝကြမ်းတမ်းတဲ့ဘဝခက်ခဲတဲ့ဘဝထဲကနေဖယားကမောရှိကိုခေါင်းဆောင်ကောင်းတယောက်ဖြစ်နိုင်ဖို့ရန်အတွက်ကဘာပေါ်မှာအနေချဆုံးလူသားတယောက်အနေနဲ့တတ်မချင်းခံနိုင်ဖို့ရတဲ့အဲ့ဒီအခက်နှစ်ပေါင်း40ကျမ်းမှာမောရှိကိုဖယားကလမ်းပြပေးတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်ဘဝအတ္တမှာဘယ်လောက်ပဲပြဿနာတွေကြုံနေရပါစေအားမလျော့ပဲနဲ့ကျွန်တော်နေ့စဉ်အတ္တမှာဖယားနဲ့ပို့ဖို့နေကအောင်ကြိုးစားနိုင်ဖို့ရတဲ့ကျွန်တော်လည်းအားပေးလို့တာဖြစ်ပါတယ်ကျွန်တော် Kids လေးကိုပြန်သွားမယ်ဆိုလို့ရှိရင်တော့ယာကုပ်ကသူ့အကိုနဲ့ပြန်တွေ့ဖို့ဖြစ်တယ်သူ့အကိုနဲ့ပြန်တွေ့ဖို့ကသူတို့ပျော်ပွဲစားတွားပြီးတော့အပျော်ခရီးထွက်ဖို့မဟုတ်ဘူးသူ့အကိုနဲ့ပြန်တွေ့ဖို့ကသူ့ရဲ့ညီအကိုအရင်သူ့ရဲ့အကိုအရင်တရားနဲ့တွေ့ဖို့ကပျော်ပျော်ရွှင်ရွှင်နဲ့အဲ့ဒီမနေ့ပြန်ကိုသူရင်ဆိုင်ရမှာမဟုတ်ဘူးသူ့အကိုကသူ့ညီကိုတတ်ဖို့ရန်အတွက်စစ်သားတွေနဲ့စောင့်နေတယ်ဆိုတာကျမ်းစာထဲမှာရေးထားတယ်ဆိုတော့သူ့ဘဝအသက်တာမှာသူ့အကိုရဲ့တာဦးအရာနောက်ပြီးတော့သူ့အကိုရရှိမဲ့သူ့ဖခင်အိုက်ဇက်ကနေရမဲ့ကောင်းကြီးမင်္ဂလာအကုန်လုံးကိုလိမ်လည်ပြီးတော့မတရားသောနိလန်အဖြစ်ရယူပြီးတော့ထွက်ပြေးသွားတဲ့သူလောဘကြီးသောသူဖြစ်တယ်ဆိုတော့သူပြန်လာတဲ့အခါမှာသူ့အကိုကစစ်သားတွေနဲ့သူ့ကိုစောင့်နေတယ်ဆိုတဲ့တည်င်းကြားတဲ့အခါမှာ
သူ့ဘဝတက်တာမှာသူခံစားရတဲ့ဒုက္ခသူထမ်းဆောင်နေရတဲ့ဝန်ကအင်မတန်မှလေးလံပြီးတော့သူ့မှာတညာလုံးအေးလုံးမရဘူးတညာလုံးအေးလုံးမရဘူးဆိုတော့ခုနကတော့ကျွန်တော်ဖတ်သွားတဲ့ကျမ်းချက်ထဲမှာဆိုလို့ရှိရင်တော့သူတော်ထဲမှာရှိနေတဲ့အခါမှာတော်တော်လေးနဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်တော့နော်လူကြောက်ပေါ်လာတယ်အမှနှစ်ပန်းလုံးတယ်နှစ်ပန်းလုံးတယ်မမဝိကဒီ Pretext and Prophet စာမျက်နှာတရား60ခေါ်မှာအဲ့ဒီကောင်းကင်တမန်ဟာဆိုလို့ရှိရင်တော့တခင်ယေရှုဖြစ်တယ်ဆိုပြီးတော့ရေးထားပါတယ်ဆိုတော့အဲ့ဒီကောင်းကင်တမန်နဲ့နှစ်ပန်းလုံးတဲ့ခါမှာခုနကတော့ဖတ်သွားတဲ့အတိုင်းပဲသူရဲ့ပေါင်ချံကိုထိုးတဲ့ခါမှာပေါင်စစ်ကပြုတ်သွားတယ်လူကောင်းပဂတိအခြေအနေကနေပြီးတော့လူကောင်းပဂတိအခြေအနေကနေပြီးတော့ဒုက္ခတဘဝရောက်သွားတယ်မတန်မစွမ်းလူဖြစ်သွားတယ်မွေးရပါမဟုတ်ဘူးတညချင်းမှာပဲဖြစ်တာသူ့အနေနဲ့သူ့ရဲ့စိတ်ကူးထဲမှာစဉ်းစားမိလိမ့်မယ်။အော်တကယ်လို့မနေ့ပြန်အကိုနဲ့တွေ့မယ်တိတ်အခြေအနေမဟာဘူးဆိုရင်ထွက်ပြေးလို့ရအောင်ဆိုပြီးသူကောင်းကောင်းလေးလူစုခွဲပြီးတော့သူတေချာလေးစီစဉ်ထားတာပြေးနိုင်အောင်နော်သူကတေချာလေးအခြေအနေတိတ်မဟာဘူးဆိုလို့ရှိရင်ငါထွက်ပြေးလို့ရအောင်အသက်ချမ်းသာရအောင်ဆိုတော့သူကောင်းကောင်းလေးစီစဉ်ထားတယ်။တော့ပြင်မဲ့လည်းအဲ့ဒီတညချင်းမှာသူရလိုက်တဲ့ကောင်းခြင်းမင်္ဂလာကရော့ဆိုပြီးတော့ပတ်စံတသိန်းမဟုတ်ဘူးရော့ပတ်စံသိန်းပေါင်း1000မဟုတ်ဘူးသူရလိုက်တဲ့ကောင်းခြင်းမင်္ဂလာကပေါင်ချံကျိုးပြီးတော့ပေါင်စစ်ပြုတ်သွားတယ်လူကောင်းပဂတိဖြစ်တဲ့ဘဝကနေပြီးတော့ဒုက္ခိတဘဝရှေးကောင်းကောင်းလမ်းမလျှောက်နိုင်တော့တဲ့ဘဝဖြစ်သွားတယ်စဉ်းစားကြည့်လိုက်ပါဦးရှင်တဲ့မိတ်ဆွေကျွန်တော်ဘဝထက်တာမှာကောင်းကြီးလို့ကျွန်တော်မှတ်ယူနိုင်မလားကောင်းကြီးဆိုပြီးတော့ကျွန်တော်ခံယူနိုင်မလားအဲ့ဒီအရာကလူအနေနဲ့တွေးမယ်ဆိုလို့ရှိရင်တော့နော်တချို့တော့မိခင်တွေပေါ့နော်နော်နည်းနည်းလေး possible ပြောတဲ့မိခင်တွေဆိုလို့ရှိရင်တော့ထင်တာပဲအဲ့ဒါကသူကကိုရဲ့ကောင်းချီးမင်္ဂလာရမယ့်လူခိုးသွားတာဟိုခံပေါ့ပြောမယ်ဒါပေမဲ့လူအမြင်နဲ့ဖယားအမြင်မှမတူတာအာမင်အဲ့ဒီအရာကသူရင်ဆိုင်နေရတဲ့သူ့ရဲ့ပေါင်ချံကျိုးသွားတာကဖယားရဲ့ကရုဏာဖြစ်နေတာဟာလေလုယာအဲ့မှာသူ့ရဲ့လူအနေနဲ့လူမျက်စိနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒုက္ခတဘဝရောက်သွားတာလေအခက်ခဲတထပ်ပြအခက်ခဲလာပြီဆိုတော့အထက်လိုက်နော်အမျိုးလိုက်ရောက်လာတော့တယ်မလားကျွန်တော်ဘဝတက်တာမှာလဲနော်ဒီနော်တချင်းတပုတ်လည်းရှိနော်ပြက်တုံးလက်တုံး23တဲ့နော်အခု23တော့မရောက်သေးဘူးဒါပေမဲ့ကုန်နေပြီမလားဟုတ်တယ်မလားစားကုန်တယ်သွားတိုက်စိတ်ကုန်တာနဲ့တိုက်တော့နော်ကလေးတွေစားဖို့ကုန်တာနဲ့တခါတည်းတူနော်ဈေးတော့ဖို့ဈေးဘူးက1000ပဲကျန်တော့တယ်ဟိုမှာကလေးကနုမုတ်တူတွေပြောနေတော့အကုန်လုံးကနော်အခက်တွေလာတယ်ဆိုတော့သူကအမျိုးလိုက်ကိုရောက်လာတယ်ယာကုပ်လည်းအဲ့လိုပဲလူအနေနဲ့လူမျက်စိနဲ့ကြည့်မယ်ဆိုလို့ရှိရင်အခက်သူကြုံရတဲ့ခါမှာအထက်လိုက်အမျိုးလိုက်ပါလာနောက်ဆုံးကျတော့ထွက်ပြေးလို့မရအောင်ဆိုတဲ့ပုံစံလေးနဲ့သူ့ရဲ့ခြေထောက်ပါသူ့ရဲ့ပေါင်စစ်ပါပြုတ်သွားပြီးတော့မတန်မစွမ်းဖြစ်သွားတယ်လူသားအနေနဲ့လူအမြင်နဲ့ကြည့်မယ်ဆိုတော့ဒါတကယ်ကျင့်ချင်းအမင်္ဂလာလို့ထင်ရမယ်တော့ပြင်မဲ့လေသူ့အကိုနဲ့မျက်နှာချင်းဆိုင်အတွေ့မှာနော်မမဝေကဘယ်လိုပြောထားလဲဆိုတော့သူ့ရဲ့အကိုရဲ့စိတ်ကိုဖယားကပြောင်းလဲပေးပြီးတော့ပြောင်းလဲစေပြီးတော့သူ့ညီကောင်းတောင်မှမလျှောက်လန်းနိုင်တဲ့သူစဉ်းစားတာတော့တွေ့တော့ငါတတ်မယ်ပေါ့ကွာငါရဲ့တားဝယ်ရတဲ့သူပဲဟင်းတစ်ခုနဲ့လာပြီးတော့ဒီဗာလေလာလူယူသွားတယ်ငါရမယ့်ကောင်းချီးမင်္ဂလာလဲသူအကုန်လုံးယူသွားတယ်ဒီကောင်းအဖေလည်းမရှိတော့ဘူးအမေလည်းမရှိတော့ဆိုဒီကောင်းငါကိုအရှင်မထောင်းဒီကောင်းငါတတ်မယ်ဆိုပြီးတော့သူက ready အစင်သင့်ရှိနေတာတော့ပြင်မဲ့လေဟိုအဝေးကနေရှောက်လာနေသူ့ရဲ့ညီကိုတွေ့တဲ့အခါမှာသူ့ရဲ့အတ္တသူ့ရဲ့မုန်းတီးခြင်းသူ့ရဲ့စိတ်ထဲမှာနာကျည်းခြင်းအကုန်လုံးကတဏှာခြင်းအနေနဲ့ဘုရားကပြောင်းပေးတယ်ဟာလေလုယာဟာလေလုယာဆိုတော့တဏှာခြင်းကရုဏာတယောက်သွားပြီးတော့သူ့ညီကိုကြည့်လိုက်တဲ့အခါမှာအော်အစကတခါတည်းတတ်မယ်ပေါ့တော့ပြီးပြီသူ့ညီကိုတွေ့တဲ့အခါမှာတဏှာခြင်းကရုဏာတယောက်ပြီးတော့အော်ငါညီဆိုပြီးတော့ပြေးပြီးတော့ဖက်ပြီးတော့နော်သူညီလဲသူကလည်းနော်စီပွားရေးဘွေမရထားပေမဲ့လေသူကကောင်းကောင်းလေးစီစဉ်ထားတယ်သူ့ကိုအတွက်တိုးစုနော်ဒီတလေးစံတဲ့ကနေပေချလေးခွင့်ပြအကိုအတွက်ဒါလက်ဆောင်ပြီးယူလာတယ်သူ့ကိုကပါပြောလဲအချင်းစုတင်တယ်ကောင်းလေမပြောဘူး
你大理没落步，大理过马来西亚，你来呢，后头真正慢慢的对手家了，那个每个那边说的都都也你也都拍比了，你要打，都你个加嘛，都你要加嘛，七米大个一点波拉的，对呀嘞，说到。这都不话得大嘛，对中你呀的开别的那都卡帮手洗了没，都卡没洗的，路都没洗了，但是没，哎，都卡帮手个，拍呀呢，部门你个谁的，拍呀呢，就那个set对边哎呀偏来不路的，然后路个人家说洗的，就那个南面机，给卜，给卜收卡，耶收，样多家的，就那个。有些人嘛，知道风的嘛 ，YouTube 的嘛，知道真的都一部话表现上面都听的，没好，个爸爸嘛，个送事业比咯，所以就差比咯，个送事业的图个，你给不听嘛，说暗夜上骗，知道？都你呢，都现实呀的别的呐，company 的啥子，你 company 的啥子，company 的啥子，都不摆到，都。มีเขียนป้าเขียนมีตาสู้กันเนี่ยตีสองตัวเราแต่ว่าเชิงมาปีไหนเนี่ยบอกว่านักส่งยาวหลายคำเอล่าก็ตัวนู้นเนี่ยสาธุก็เพียบปีโดตัวมีตาสู้ยี่ก็เชิงปีเนี่ยเส้นสายเนี่ยคำเบลาโยยาเนี่ยอยากให้น้องเบลาโยยาเนี่ยสาธิตสาธุป้าเนี่ยสัตว์ตัวช่องหนาวเนี่ยคำไอ้ที่เปียกนั่นตัวข้าเลยมีอาชีพเนี่ยสายเนี่ยคำนักส่งตัวนู้นมาตีตัวนู้นส่งก็ตัวนู้นเสกเข้ามาเทียนอยู่สายเนี่ยส่งแต่ก็ตัวนู้นบอกว่าส่งสิ่งปีโดသူတို့ဘဝကိုတေချောင်းကြံကြတယ်အဲ့ဒါကဖယားမတိတဲ့လူတွေဖြစ်တယ်အဲ့ဒီကြောင့်ဒီနေရာမှာရှိနေတဲ့မိဘများလူငယ်လူရွယ်များဆက်သမားများအားလုံးကျွန်တော်တို့ဘဝအသက်တာမှာဘယ်လောက်ပဲအခက်တွေတွေ့ကြုံနေပါစေလုံးဝစိတ်ကမကြပဲနဲ့ဖယားနဲ့ပုံမနီးကအောင်အဲ့ဒီအခက်အခဲကကျွန်တော်တို့ကိုဖယားနဲ့ပုံမနီးကအောင်ပို့နိုင်တော့အခက်အခဲမျိုးဖြစ်နိုင်တယ်ဆိုတာကျွန်တော်တို့ခံယူဖို့အဲ့ဒါကကျွန်တော်ရဲ့ယက်တီချက်လေးဖြစ်တယ်ကျွန်တော်ရဲ့ဒီအမြဲတမ်းခွန်အားယူနေရတဲ့အရာလည်းဖြစ်တယ်ကျွန်တော်ဒီ mission contact စဝင်ခါစားတော့ကဖြစ်လေးတစ်ခုပြောပြမယ်ဆိုတော့ကျွန်တော်တို့ဒီအလုံးလုံးနေတဲ့တနေရာပါပေါ့နော်အဲ့ဒီလိုပြောလို့ရှိတော့တချို့ကတန်းပြီးတော့တိမယ်နော်ဒါပေမဲ့နာမည်တော့မပြောဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအဖြစ်ကကျွန်တော်ဘဝမှာအင်မတန်မှခံရခဲ့တယ်ဆိုတော့ကျွန်တော်ကငယ်ငယ်ရတဲ့ကြီးပြင်းလာတဲ့အဲ့ဒီအသင်းတော်မှာပေါ့ကွာရှိနေတဲ့အခါတခါကျတော့ဒီ hall တခုစောင့်မယ်ဆိုပြီးတော့ကြောက်သွေးလောင်းတာပေါ့ပယံတွေအမှလောက်အားပေးတွေလောက်ကြတယ်ဆိုတော့အပြေကနေလူတွေအများကြီးပဲအယောက်60လောက်လာကြလာတဲ့ခါမှာအမှလောက်အားပေးတဲ့သူလောက်အားပေးအတင်းတော်လူငယ်တွေကတော့လောက်အားပေးပေါ့တခြားပြင်ကလူလာတဲ့လူတွေကတော့သူတို့ဒီနေစားပတ်စံရပြီးတော့အလုံးလာလို့ကြတာပေါ့အဲ့ခါကျတော့ဒီအလုံးမလုံးခင်လေးမှာတရေစာဆိုပြီးတော့ထမင်းချော်လေးဒီလက်ဖက်ရည်လေးနဲ့သုံးဆောင်ကြတယ်အဲ့ခါကျတော့ကိုကအင်ရှင်ဆိုတော့လူတွေကိုဦးစားပေးတာပေါ့โอเคနေတော့အရင်စားဆိုပြီးတော့အဲ့မှာကိုအတွက်ခွက်ကမလောက်တော့လူအရန်များတော့ဒီဒေကွန်အတင်းတော့ဒီအတင်းထောက်တွေကလည်းတော့ကိုအချိန်မှမယူလာပေးတဲ့ခါမှာခွက်ပကနေမလောက်တော့တဲ့ခါမှာတစ်ချက်အိမ်ပေါ်တက်ပြီးတော့ဒီအတင်းအောင်ဆရာအိမ်မှာခွက်ပကန်တွားယူတယ်ပြန်ဆင်းလာတော့အဲ့မှာအဲ့မှာဒီတော့ခေါင်းဆောင်ကြီးပေါ့ကွာခေါင်းဆောင်ကြီးရောက်လာတယ်ဆိုတော့ဘေးမှာတခြားကျွန်တော်လိုပဲလူငယ်တယောက်ရဲ့လူကြီးတယောက်ရဲ့ရှိနေတယ်အဲ့ခါကျတော့ကျွန်တော်ဒီတိုင်းပဲဒီထမင်းဝိုင်းသားလေးမှာထိုင်ပြီးတော့ဒီထမင်းခူးမယ်ပေါ့ကွာထမင်းကြော်လေးခူးမယ်ပေါ့လို့တဲ့ခါကျွန်တော်ခေါင်းဆောင်ကကျွန်တော်ပြောလဲဆိုတော့အဲ့အောင်နေအားနေတာလားတဲ့ဘာဖြစ်လို့လဲဆိုတော့တစ်ချက်ကြည့်လိုက်တဲ့ခါမှာလူများအလုံးလုံးနေပြီလေဘာဖြစ်လို့လဲအလုံးမလုပ်တာလဲပြောစတော့ကိုတယောက်တည်းမဟုတ်ဘူးအဲ့မှာဘေးမှာရှိနေတဲ့လူငယ်လည်းရှိတယ်ဒါမဲ့အဲ့ဒီခါတော့ကတော့အဲ့ဒီအပြောမခံတဲ့သူတွေကတော့အယမ်းပဲမျက်နှာตาရနေတဲ့အချိန်ပေါ့ကွာဆိုတော့ကိုကဒီသူများအယူစားပေးပြီးတော့တခုအရင်လုတ်ပေးတယ်တောင်မှကိုကအင်ရှင်ဆိုတော့အေးစေးသွားမယ်ပေါ့အဲ့ဒီအလုတ်ချောင်းကိုခြင်းတဲ့စိတ်ထဲမှာတစ်စက်မှမပါဘူးဆိုတော့အရန်စိတ်ထိခိုက်တယ်ပေါ့ယောက်ျားအမျိုးသားတယောက်ဖြစ်ပေမဲ့လည်းအဲ့မှာ
အဲ့ဒီခွဲခြားခြင်းကအယံခံရခဲ့တယ်သူတို့ကြတော့တခုံးမှမပြောဘူးအဟီလီဟာလာရီမောပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့နေတယ်ဒါပေမဲ့ကိုပြီးတော့ကိုတယောက်တည်းကိုပဲအပြောခံတဲ့ခါမှာမစားတော့သွားတယ်အလုပ်ကနေမှာအမနေပူအယံနဲ့ကလေးမျိုးကနေအယံပူတယ်ဒီမှာနေပူလာတော့ကတော့တနာတယ်နေအယံပူနေပူထဲမှာနော်နေလေဒီနော်ဒီပါလေကြောက်တွေးလောင်းအမတန်းစီတဲ့နေရာမှာဒီလေကထစ်လိုမျိုးလုပ်ထားတဲ့ပုံမှာတန်းစီပြီးတော့စဉ်းစားရင်းနဲ့စိတ်ထဲမှာပါပေါ်လာတယ်ဆိုတော့ဘာဖြစ်လို့ငါ့ကိုဒီလောက်ခွဲခြားငါခံစားရတာလေဟိုလူတွေကြတော့ဘာမှအပြောမခံဘူးဘာဖြစ်လို့ကွက်ပြီးတော့ငါ့ကိုကြတော့ပြောတာလေငါဘာမှမပြည့်စုံလို့လားစာရှိနေဖြစ်ဟိုတွေးတောင်တွေးမြောက်တွေးပြီးတော့မြေရွေတဲ့တပေါက်ကြာလာတယ်ဘောဒါပေမဲ့စိတ်ထဲမှာကလူငယ်ဖြစ်တဲ့ခါမှာတော့စိတ်ကိုမထိန်ချုပ်တတ်ဘူးဆိုတော့လမ်းလွယ်ဖို့ကအရန်လွယ်တယ်တနည်းအားဖြင့်ငါပြန်လိုက်မလားငါမပြန်ဘူးကွာစိတ်ကပြန် control လုပ်လိုက်တယ်အဲ့ခါကျတော့ကျွန်တော်စိတ်ထဲမှာဘယ်လိုပေါ်လာတယ်ဆိုတော့အဲ့ဒီအခက်အခဲကဘာဖြစ်ဟိုလူတွေထက်ဖယားပူအသုံးပြုတဲ့လူဖြစ်အောင်ကြိုးစားမယ်ပို့ပြီးတော့ဆက်ကပ်မယ်ပို့ပြီးတော့ဆုတောင်းမယ်ဆိုပြီးတော့အဲ့ဒီစိတ်ဖယားကထည့်ပေးလိုက်တယ်ဟာလေလုယာအဲ့ဒီအတွက်ကြောင့်ဒီနေ့ဒီအချိန်မှာဖယားကမပြည့်စုံတဲ့ကြားကနေပြီးတော့ကျွန်တော်ကိုဒီနေ့ဒီအချိန်ထိအသုံးပြုတာကအဲ့ဒီတွေ့ကြုံနေရတဲ့အခက်အခဲမှာကျွန်တော်ကလမ်းရွေးတာမမာလိုက်ပြီလို့ဖယားကိုရွေးပြီးလို့ဖယားနဲ့ပုံမဆက်ကပ်ပြီးလို့အဲ့ဒီအခက်ခဲကကျွန်တော်ကိုဖယားနဲ့ပုံမနေကစေတာဖြစ်တယ်ကျွန်တော်နီးတူပဲဒီမှာတွေ့ကြုံနေရတဲ့အတွေ့အကြုံတွေအများကြီးရှိကြတယ်ပြန်ပြီးတော့စဉ်းစားကြပါစို့ကျွန်တော်ဘဝတက်တာမှာဘယ်လောက်ပဲအခက်ခဲတွေတွေ့ကြုံနေရပါစေအဲ့ဒီအခက်ခဲတွေကဖယားနဲ့ပုံမနီးကစေတော့ပြဿနာတွေဖြစ်တယ်ဆိုအဲ့ဒါကမင်္ဂလာပဲအဲ့ဒီတော့ကျွန်တော်ကောင်းဆုံးမှာကျွန်တော်ဘယ်လိုပြောထားလဲဒုက္ခကိုဒုက္ခအဖြစ်ပြောင်းပါအဲ့လိုမျိုးပြောင်းတတ်တယ်တန်ရှင်းတော်ဝိညာဉ်တို့အဲ့လိုမျိုးပြောင်းပေးနိုင်တယ်အဲ့ဒီတော့ဖယားနဲ့နေ့စဉ်အသက်တာမှာတွာလာပြီးတော့ဖယားနဲ့အတူတူအချိန်အများများယူဖို့ရတဲ့ကျွန်တော်အနေနဲ့အားပေးလိုပါတယ်နောက်ဆုံးအနေနဲ့1980ခုနှစ်မေလဘယ်ရက်လဲဆိုတော့မေလ18ရက်နေ့မှာ USA မှာဖြစ်ပျက်တဲ့အဖြစ်ပြက်တစ်ခုပြောပြမယ် Candy Rainer ဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်သူမှာအင်မတန်မှချစ်စရာကောင်းတဲ့73နှစ်အရွယ်သမီးချောလေးတယောက်ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီအနောက်တိုင်းသူတွေဖြစ်တဲ့အခါမှာ73နှစ်ဖြစ်ပေမဲ့လည်းကျွန်တော်တို့ဘက်က18 19 20တွေနဲ့เนาะဒီခန္ဓာကိုယ်ဒီစပုံတွေကစဒီရွယ်သူနီးပါဖြစ်တယ်အင်မတန်မှချောတယ်အင်မတန်မှလာပါတဲ့သမီးတယောက်သူ့မှာရှိတယ်စာရေးဆရာကတော့သူ့မှာအမျိုးသားရှိတယ်မရှိဘူးဆိုတာမပြောဘူးတမီးတူတီတော့တမီးတယောက်ရှိတယ်ဆိုပြီးတော့ရေးထားတယ်သူ့တမီးကသူ့မ Candy Rainer အတွက်သူ့တမီးကသူ့မအတွက်မျောလင်းချက်ဖြစ်တယ်အသက်လည်းဖြစ်တယ်အနာဂတ်လည်းဖြစ်တယ်နေ့စဉ်နဲ့သူ့တမီးနဲ့အတူတကွဈေးထဲသွားလဲ shopping ထွက်လဲအတူတကွသွားတယ်ဘယ်နေရာသွားသူ့တမီးလေးကိုခေါ်သွားပြီးတော့အရာမဲ့ချီရတဲ့သူ့တမီးဖြစ်တယ်သူ့တမီးပေါ်မှာ Candy Rainer ကအများကြီးမျောလင်းချက်ထားတယ်ငါသမီးလေးကြီးလာမယ်အစာရှိတဲ့ဘက်သူ့မှာရီမန်းထားတဲ့မျောလင်းထားတဲ့အကြောင်းအရာတွေမြောက်များစွာရှိတယ်အဲ့ခါကျတော့1980မေလ18ရက်မှာကျတော့ Sunday တို့က Sunday ဆောင်တဲ့သူဖြစ်တဲ့အတွက် Sunday morning မှာတို့ဘုရားကျောင်းသွားဖို့ရတဲ့ထွက်လာတယ်အဲ့ဒီကသူ့အမေကအမေရင်သွားမယ်တာဝန်တွေပါရှိတဲ့အတွက်ကြောင့်တမီးနောက်မှလိုက်လာခဲ့ Okay ဆိုပြီးတော့အမေရရင်သွားတယ်ဆိုတော့သူ့မိကဖယားเจ้าအရှိဘက်မှာထိုင်နေအနောက်ဘက်ကိုကြည့်တယ်သမီးရောက်လာပြီးတော့ကြည့်တဲ့ခါမှာတခါမှမရောက်လာဘူးမရောက်လာနိုင်ဘူးအမဖယားเจ้าနဲ့မမေကအရဟန်းစိတ်ပူနေအရဟန်းစိတ်ပူနေပြီသမီးလေးဘာပြဖြစ်တာလဲအခုချိန်ကြီးခါတိုင်းဆိုဒီချိန်ကသူ့တငယ်ချင်းတွေလည်းရောက်လာပြီသူ့တငယ်ချင်းတွေလည်းရောက်လာတယ်ကြပြီသူကြောက်သူကြောက်သေးမရောက်လာဘူးဘာဖြစ်တာလဲဆိုတော့သူအရဟန်းစိတ်ပူတယ်အရဟန်းစိတ်ပူတယ်ကြည့်တဲ့ခါမှာတခါမှမရောက်လာနိုင်တော့ဘူးဖယားเจ้าအစီအစဉ်တွေကစားနေပြီမရောက်လာနိုင်ဘူးအဲ့ခါကျတော့နောက်ဆုံးကျတော့ Candy Rainer သူဖုန်းလာတယ်အရေးပေါ်เนาะအရေးပေါ်911ကနေဖုန်းလာတဲ့ခါမှာhello Candy Rainer လားဟုတ်ပါတယ်ဘာကိစ္စများရှိလို့လဲမေးတဲ့ခါမှာရဲစခန်းကိုခဏလောက်လာခဲ့ပါခမရရဲ့သမီးကဖယားเจ้าထွက်လာတဲ့လမ်းမှာ
car accident ဖြစ်ပြီးတော့အခုခမရရဲ့တမီကအတက်ကနော်အချင်းမကောင်းဘူးထွက်လာခဲ့မျက်နှာလာခဲ့ဆိုတော့ဟုတ်ကဲ့ဆိုတော့သူလည်းအမြင်ပြေးပြီးတော့ဒီဆေးရုံကိုရောက်သွားတယ်ဆေးရုံကိုရောက်သွားတဲ့ခါမှာဒီသစင်ပေါ်တော့အစင်ကျော်လိုက်နေဒီရဲစခန်းကနေပြီးတော့ဆေးရုံကိုရောက်သွားတဲ့ခါမှာသူသွားနေတဲ့အတော်တွေမှာပဲသူတမီလေးကသူ့ရဲ့မျောလင်းချက်ကသူ့ရဲ့တမီလေးကဆုံးသွားတော့တယ်အစ်မရှိတော့အခါကျတော့မိခင်ဖြစ်တဲ့သူကန်ဒီရနာကဆေးရုံထဲကိုဝင်သွားပြီးတော့ဘာအရှက်တိတ်ခါတွေဘာတွေမထောက်နိုင်တော့ဘူးတမီးရဲ့ဘာဖြစ်တာလဲအမေရဲ့မျောလင်းချက်တုံးသေးလို့တမီးမဟုတ်ဘူးလားဘာဖြစ်တာလဲတခါလေဖခင်ကြောင့်သွားတဲ့အချိန်တော့အမေကိုလိုက်လာလိုက်ပြီးတော့ကွာတမီးလေးအမေတို့နဲ့ကိုပဲထားခဲ့မှလားအစားရှိနေပြီမြေကြီးတွေကြားပြီးတော့အာရပါရဆေးရုံမှာငိုတဲ့ခါနောက်ဆုံးဒီတောင်းလောက်ကြာသွားတဲ့ခါမှာတော့ထွက်လာပြီးတော့ရဲမှုကပေါ့နော်စခန်းမှုကသူ့ကိုခေါ်ပြီးတော့ကဲဒီရိုင်းနာဒီမှာခဏထိုင်ဆိုတော့အမျိုးသားတယောက်ကိုသူ့အနာကိုခေါ်လာတယ်အမျိုးသားတယောက်ကဲဒီရိုင်းနာရေခမည်းရဲ့သမီးအခုလိုအခြေအနေနဲ့ကြုံရတာဒီလူကြောင့်ဖြစ်တယ်ဒီလူကအယက်မူယူပြီးတော့ကားမောင်းတဲ့အတွက်ကြောင့်သူဝင်တိုက်ပြီးလို့ခမည်းသမီးဆုံးသွားတာဖြစ်တယ်ဆိုတော့အခုကန်ဒီရိုင်းနာအနေနဲ့ဘာအမှုဖွင့်ချင်လားဘာလုပ်ချင်လဲလုပ်ချင်တဲ့နော်ဒီဘာလဲတခုခုသူ့ပေါ်မှာဘာဖြစ်စေချင်လဲဖြစ်စေချင်တဲ့ဟာကိုပြောပါဆိုပြီးတော့ပြောတဲ့ခါမှာကန်ဒီရိုင်းနာကတစ်ချက်ကြည့်လိုက်တဲ့ခါမှာဟိုတော့နော်အချိန်ကြီးတိတ်မကောင်းအရင်မူပြီးတော့အရင် sorry နဲ့နာပြီးတော့အဲ့လိုမျိုးဖြစ်တဲ့ခါမှာတည်းဘာပဲဖြစ်စကားမှုရဲ့ဒီတိုင်းပဲထားလိုက်ပါဒီသူ့ကိုဇမအဖြစ်ခွင့်လွှတ်ပေးပါတယ်ဆိုတော့နောက်ဆုံးကြတော့ဒီတိုင်းပဲပြီးသွားတယ်အဲ့ဒီနောက်1980အဲ့ဒီနောက်73နှစ်အကြာမှာဆိုလို့ရှိရင်တော့ USA မှာအင်မတန်မှအောင်မြင်တဲ့လူမှုဒီကူညီရေးအတင်း private အတင်းအဖွဲ့တစ်ခုပေါ်လာတယ် Mothers Against Drunk Driving ဆိုတာအရင်မူပြီးတော့ကားမောင်းတဲ့သူတွေကိုတိုက်ဖြတ်တဲ့အမျိုးသမီးမိခင်များဆိုတဲ့အဖွဲ့အစည်းတစ်ခုက USA နိုင်ငံမှာနော်အမေရိကတိုင်းပြည်မှာအမတန်မှ popular ဖြစ်ပြီးတော့သူတို့ကြောင့်အသက်ပေါင်းများစွာသူတို့ကယ်တင်နိုင်တယ်သူတို့ကြောင့်ဒီဘယ်လိုပြောမလဲမိသားစုမြောက်များစွာမိသားစုရဲ့ပျော်ရွှင်တဲ့ဘဝတာယာနေတဲ့ဘဝအဖြစ်စီးမခံရဘဲနဲ့အဲ့ဒီအဖွဲ့အစည်းကြောင့် USA တိုင်းပြည်မှာလူတော်တော်များများကကောင်းချီးမင်္ဂလာခံစားရတယ်တဲ့ဆိုတော့ Candy Raina ကသူမတွေ့ကြုံနေရတဲ့ပြဿနာသူမရင်ဆိုင်နေရတဲ့ဒုက္ခနော်တမီလေးနဲ့နော်ဘယ်တော့အခါမှပြန်မတွေ့ရတော့တဲ့အခြေအနေတေဆုံးချင်းကလမ်းခွဲသွားတဲ့အခြေအနေတော့ပြမယ်လေအဲ့ဒီအခက်အခဲကိုသူမအနေနဲ့ငါခွန်အားအနေနဲ့ဘယ်လိုပြောင်းမလဲစဉ်းစားတဲ့အခါမှာဟုတ်ပြီဒီငါတို့ရဲ့တိုင်းပြည်မှာငါတို့ရဲ့ပြည်နယ်မှာအရင်မူယူပြီးတော့ကားမောင်းတဲ့သူတွေကိုတိုက်ဖြစ်တဲ့အဖွဲတစ်ခုဖွင့်ရင်ကောင်းမယ် private အဖွဲတစ်ခုဖွင့်ရင်ကောင်းမယ်ဆိုပြီးတော့ဖွင့်တဲ့အခါမှာအင်မတန်မှအောင်မြင်ပြီးတော့အဖွဲအစီတစ်ခုဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့ဘဝအသက်တာမှာလဲအခက်ခဲတွေဘယ်လောက်ပဲရင်ဆိုင်နေရပါစေအဲ့ဒါကိုကောင်းကြီးအနေနဲ့ကျွန်တော်ပြောင်းနိုင်ဖို့ရတဲ့ဖခင်ကတခါတလေအခက်ခဲတွေခွင့်ပြုပေးတဲ့အရာရှိတယ်တခင်ယေရှုကလည်းကောင်းကင်မှာအေးစေးရှိနေမယ်ဆိုလို့ရှိရင်သူ့ရဲ့ဂုဏ်နည်းနည်းလေးမှတစ်စက်ကလေးမှယော့မှာမဟုတ်ဘူးကောင်းကင်မှာသူရှိနေမယ်ဆိုလို့ရှိရင်တန်ရှင်းဆိုပြီးတော့ကောင်းကင်တမန်တွေရဲ့ခြံရံပြီးတော့ချီးမွမ်းခြင်းခံရတဲ့အမြင့်ဆုံးဖခင်ဖြစ်တယ်တော့ဒီမဲ့လေလူသားတယောက်အနေနဲ့ကဘာမီကြီးကိုကြွမြန်းလာပြီးတော့လူသားတယောက်အနေနဲ့ကျွန်တော်တို့လိုပဲအိုတတ်တယ်ဒေတတ်တယ်နာတတ်တဲ့ဘဝဝမ်းနဲ့တတ်တဲ့ဘဝငိုတတ်တဲ့ဘဝသူခံလာတယ်သူခံစားရတဲ့ဒီဒုက္ခဒီသူခံစားရတဲ့ဒီဘယ်လိုပြောမလဲရိုက်နေခြင်းနောက်ဆုံးတေခြင်းအဲ့ဒီအရာတွေသူခံစားရတဲ့ပြဿနာတွေသူခံစားရဒုက္ခမြောက်များစွာဒုက္ခပေါင်းစုံကတင်တဲ့ကျွန်တော်ကိုကောင်းပြင်အရောက်ပုတ်ပေးတဲ့လမ်းစဉ်ဖြစ်တယ်ဟာလေလုယာအဲ့ဒီအရာလေးကဒီညနေကျွန်တော်တို့ရဲ့ mindset ထဲမှာကျွန်တော်ထည့်ပေးခြင်းတယ်ဘယ်လောက်ပဲပြဿနာဘယ်လောက်ပဲခံစားနေရပါစေလုံးဝစိတ်လည်းမကြပါနဲ့ဒီပြဿနာတွေ့ကြုံနေရဒါဟာဖျားခွင့်ပြုပေးတဲ့အရာဒီကြားမှာဘယ်ကောင်းကြီးငါဘာရမလဲအစားရှိတယ်ဖြစ်နော်ကျွန်တော်တို့ကလေးမျိုးမှာဆရာစီကေခိုင်ဆိုတာရှိတယ်သူက
ခမရတော့ကျွန်တော်ကိုဘယ်လောက်ပဲအတင်းတော့ဘယ်လောက်ပဲတိုက်ခိုက်နေပါစေအဲ့ဒါတွေကိုကျွန်တော် YouTube ပေါ်တင်မယ်တဲ့ YouTube ပေါ်တင်ပြီးတော့ကျွန်တော်ဒီကျွန်တော်တို့စီပွားရေးဖြစ်တယ်တဲ့ခင်ဗျားတို့စက်တယ်လို့ပြောတယ်နော်အဲ့ဒီတိုင်းမှာကျွန်တော်ဘုံမှာဘယ်လောက်ပဲအခက်အခဲတွေတွေ့ကြုံနေရပါစေအဲ့ဒီအရာကကျွန်တော်အဲ့ဒီကြားမှာဖယားကဝတ်ထားတဲ့မင်္ဂလာတစ်ခုဝတ်ထားတဲ့ကောင်းကြီးတစ်ခုခုရှိတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ဘဝတတမှာဘယ်အခက်အခဲပဲတွေ့ကြုံနေပါစေဖယားကိုမိခွာကိုပါဖယားနဲ့အတူရင်ဆိုင်ပါအဲ့ဒါဆိုရင်အဲ့ဒါကခံစားနေရတဲ့ဒုက္ခကဒုက္ခဖြစ်တယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ဒီညနေမှာအားပေးအာယူပြုလို့ရတဲ့ဒီကိုချုပ်ချင်ပါတယ်။ဂျာနာရတဲ့သူရောက်စိတ်တိုင်းပေါ်မှာကျွန်တော်တို့ပြောသွားတဲ့သတင်းစကားများအားဖြင့်ဘဝအတ္တမှာကောင်းခြင်းမင်္ဂလာခံစားပြီးတော့ကျွန်တော်ဒုက္ခပေါင်းစုံရင်ဆိုင်နေရပေမဲ့ခံစားရတဲ့ဒုက္ခဝေဒနာတွေအားလုံးကိုဒုက္ခအနေနဲ့ခရစ်တော်အားဖြင့်ပြောင်းနိုင်တော့သူများဖြစ်နိုင်ပါစေဆိုပြီးတော့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုယေရှုတင်ပါတယ်ဆိုတော့အခု